မတူပေမဲ့တူညီတာတို့မှာအများကြီးပါမျက်နှာဖုံးပုံမှာတယောက်နဲ့တယောက်ဖတ်ထားကြတဲ့တငယ်ချင်း၄ယောက်ကိုတွေ့ရတယ်ဘယ်ဘက်အစုံဆုံးမှာကအဝါရောင်အနားကွတ်ထားတဲ့တရုတ်ရင်မုံအင်ကြီးအနီရောင်ပွင့်လေးနဲ့ကောင်းပါလေးစတုံးမှာတော့စတိုးအရှိကြီးတစ်ချောင်းကိုကန့်လန့်ထိုးထားတယ်သူမရဲ့ခါးကိုဖက်ပြီးရက်နေတာကသပင်တူတူမျက်မှန်အပြောင်လေးတက်ထားတဲ့ကောင်လေးတစ်ယောက်အင်ကြီးအစိမ်းရောင်လက်တို့ကိုဝစ်ထားပါတယ်သူ့ရဲ့ဘယ်ဘက်မှာကသပင်ကောက်ကောက်မျက်ဝန်းနဲ့နဲ့ကောင်းပါလေးခရမ်းရောင်အနားကိုအင်ကြီးပန်းရောင်ဘောင်းမိရှည်ပန်းရောင်လေးနဲ့အိန္ဒိယဝတ်စုံလေးပေါ့နောက်ဆုံးတစ်ယောက်ကတော့ရှာတို့အုတ်ထုတ်အပြောင်ကိုဆောင်းထားတယ်လိမ္မော်ရောင်တီရှပ်တူနဲ့ဂျိုင်းတောက်လေးတစ်ခုကိုအားပြုတ်ပြီးရက်နေတာပါသူ့ရဲ့ဘယ်ဘက်ခြေထောက်လေးကညာဘက်ခြေထောက်နဲ့မတူပဲနည်းနည်းသေးနေတယ်ပုံထဲမှာတော့သူတို့တွေဟာပျော်ပျော်ရွှင်ရွှင်တယောက်နဲ့တယောက်ဖက်ပြီးရက်နေကြပါတယ်စာမျက်နှာတစ်မှာတော့မင်္ဂလာပါသမီးနာမည်ကဘီဘီပါမြန်မာပြည်မှာမွေးပါတယ်သမီးရဲ့မျက်လုံးနဲ့စပင်ကောက်လေးကိုတိတ်ကြိုက်တယ်သမီးကအကတော်တဲ့သူပါဘီဘီတဲ့အိန္ဒိယနွယ်ဘွားလေးထင်ပါရဲ့သူကအကတော်တယ်ဆိုပဲပုံထဲမှာတော့သူဟာညာလက်ကိုဘေးကိုဆက်ဘယ်လက်ကဟန်ပါပါနဲ့ခါးကိုထောက်ထားရင်ဘယ်ခြေထောက်လေးကိုမြှောက်ပြီးကနေတယ်သူကမြန်မာပြည်မှာမွေးတာတဲ့စာမျက်နှာနှစ်မှာတော့မင်္ဂလာပါသားနာမည်ကဖိုးကန်ကောင်းပါမြန်မာပြည်မှာမွေးပါတယ်သားရဲ့လက်တွေကတန်ပါတယ်ဘောလုံးကောင်းကောင်းကန်တတ်တယ်အခြားသူတွေနဲ့တငယ်ချင်းဖွဲ့ရကြိုက်တယ်အုတ်ထုတ်အပြားဂျိုင်းတောက်နဲ့ကောင်လေးပါသူကတော့အငိမ့်နေတဲ့ပုံမပေါ်ပါဘူးအခုပဲကြည့်လေသူကဂျိုင်းတောက်တစ်ဖက်နဲ့အပြာဝါအစင်းညာဘောလုံးလေးကိုကန်ပြီးတော့စော့နေတာလေသူလဲမြန်မာပြည်မှာမွေးတာပဲတဲ့စာမျက်နှာ3မင်္ဂလာပါသမီးနာမည်မွေးပါမြန်မာပြည်မှာမွေးပါတယ်သမီးရဲ့မျက်နှာဝမ်းဝမ်းလေးနဲ့ချစ်စရာနှာခေါင်းတိတ်ကြိုက်တယ်အနီအောင်အကြိုက်ဆုံးပဲစွန်စွာရအောင်လည်းကြိုက်တယ်အင်ကြီးအနေနဲ့တရုတ်မလေးပေါ့မွေးမွေးတဲ့ငကားပုံပါတဲ့အဝါရောင်အနားကိုအင်ကြီးအနီကိုဝစ်ထားပြီးညာလက်ကခါထောက်ထားတယ်လေဘယ်ဘက်လက်မှာပန်းမွေးပုံတွေပါတဲ့ရက်တောင်အနီတစ်ခုကိုဖြန့်ပြီးကင်ထားတယ်နှဆွဲလေးကိုလည်းဆွဲထားတယ်သူလည်းမြန်မာပြည်မှာမွေးတာပါပဲတဲ့စာမျက်နှာ၄မှာတော့မင်္ဂလာပါကျွန်တော်ကဖိုးရလုံးပါမြန်မာပြည်မှာမွေးပါတယ်အပြာရောင်ခိုင်းနဲ့မျက်မှန်လေးရှိတယ်သားကြိုက်ဆုံးရောင်ပေါ့သားကပုံဆွဲတော်တယ်ပကြီးဆရာကြီးဖြစ်ချင်တယ်ဖိုးဝါလုံးရဲ့ item ကတော့တစ်မျိုးတက်ထားတဲ့မျက်မှန်ကိုညာလက်နဲ့ထိန်းကန်ရင်ဘေးလက်ကဘေးကိုဆန့်ထားတယ်အင်ကြီးအစိမ်းရောင်လက်ရှိနဲ့အစိုးမီးကိုရောင်လေးကိုတက်တက်ရဲရဲဝစ်ထားပါတယ်သူလဲမြန်မာပြည်ဖွားပါပဲစာမျက်နှာ9မှာတော့ဖေဖေမေမေတို့ကတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ကစားကြဖို့အမြဲတမ်းပြောတယ်သူတို့၄ယောက်က2ယောက်တွဲစီရက်နေကြတယ်မွေးမွေးနဲ့ဘီဘီကတယောက်ကိုတယောက်ကင်လို့ဖိုးဝါလုံးနဲ့ဖိုးကန်ကောင်းတို့လည်းအတူတူပဲလက်ဆွဲနှုတ်ဆက်နေကြတယ်လို့မျိုးသူတို့တယောက်ချင်းစီရဲ့ခေါင်းပေါ်မှာအတွေးအိမ်လေးတွေကိုစီရှိနေကြတယ်မွေးမွေးရဲ့အတွေးအိမ်ထဲမှာအင်ကြီးအဝါရောင်နဲ့ပြုံးနေတဲ့သူမရဲ့ဖေဖေဘီဘီရဲ့ခေါင်းပေါ်မှာလည်းဘီဘီရဲ့ဖေဖေပါပဲအဖြူရောင်ဘာသာရေးခေါင်းဆောင်အုတ်ထုတ်ရဲ့နှကမ်းမွေမုတ်စိတ်မွေတွေနဲ့ပေါ့ဖိုးဝါလုံးရဲ့အတွေးအိမ်ထဲမှာတော့သူ့ဖေဖေကသူ့လိုပဲမျက်မှန်နဲ့ဖိုးကန်ကောင်းရဲ့အတွေးအိမ်ထဲမှာတော့သူ့ရဲ့မေမေပါစိမ့်ပြရောင်ရင်မုံအင်ဂျီနဲ့ပြုံးပြုံးကြီးသူတို့မိဘတွေကဘာမှလိုက်တာပါလဲအော်ချစ်ချစ်ခင်ခင်ကစားကြတဲ့စာမျက်နှာနံပါတ်6မှာရေးထားတာကအတူတူသချင်းဆိုရတော့ကြိုက်တယ်မင်းတို့ကကြိုက်လားသူတို့၄ယောက်ကာရာအိုကေဆိုနေကြတယ်စင်တစ်ခုပေါ်မှာ TV monitor စောင်းပေါက်အဲ့ဒါတွေတင်ထားတယ်မျက်မှန်နဲ့ဖိုးဝါလုံးကလက်ဆွဲရေပုံတစ်လုံးကိုမှောက်ထားပြီးဒုတ်တချောင်းနဲ့ဘုံတီးတလို့စီးချက်လိုက်နေတယ်သူရှိမှာမိုက်ကို
အခန့်သားကင်ပြီးဟဲနေတဲ့ဖိုးကန်ကောင်းဂျိုင်းတောင်းနဲ့ရက်ပြီးအပီးပင်စိုးနေတာပါဘီဘီနဲ့မွေးမွေးကောင်မလေးနှစ်ယောက်ကတော့ကိုေးနေအောင်ကနေကြတာပေါ့ဘီဘီကပြောဘူးတယ်လေသူကအကတော်တယ်လို့စာမျက်နှာခုနှစ်မှာရေးထားတာကအ တူတူကစားရတာကိုကြိုက်တယ်မင်းတို့ရောကြိုက်လား ဂျိုင်းတောင်းနဲ့ဖိုးကန်ကောင်းကရှေ့ကပြေးတယ်မျက်စိကိုအဝတ်စည်းခံထားရတဲ့တရုံမလေးမှုမွေးကထိတ်မှဘူတုံးလိုဖြစ်အောင်လှုပ်ထားတဲ့အဝတ်နဲ့လိုက်ရိုက်နေတယ်ဘီဘီနဲ့ဖိုးဝလုံးတို့ကလည်းမွေးမွေးလိုက်ရိုက်ရင်ပြေးနိုင်အောင်လို့အစင်သစ်ပြင်ထားတဲ့ပုံစံလိုမြင်ရတယ်သူတို့ပျော်ပျော်ရွှင်ရွှင်ကစားနေကြတာစာမျက်နှာရှေ့မှာပုံဖော်ထားတာက မိုးထုံးတန်ကိုကြောက်တာလဲဒူဒူပဲမင်းတို့ရောကြောက်လား အနက်ရောင်နောက်ခံမှာအဖြူရောင်မိုးကြိုးတန်းတစ်ခုလင်းလက်နေတယ်တငယ်ချင်းလေးယောက်ကျမ်းပြင်မှာမျက်နှာချင်းဆိုင်ဆုထိုင်ရင်တယောက်နဲ့တယောက်ဖတ်ထားကြတယ်အားလုံးကကြောက်တာချင်းတော့အတူတူပဲနော်စာမျက်နှာနံပါတ်9မှာတော့ ပုံဆွဲရတာကိုငါတို့အားလုံးကြိုက်တယ်မင်းတို့ရောကြိုက်လား လေးယောက်သားကိုစီပုံဆွဲနေကြတယ်ကျိုင်းတောက်လေးကိုဘေးမှာချကျမ်းပြင်မှာထိုင်နေတဲ့ဖိုးကန်ကောင်းလေးဆွဲနေတာကခလေးတယောက်ရဲ့မျက်နှာပုံဝင်းအားထိုးမောက်ပြီးဆွဲနေတာကဖိုးဝလုံးသူကလေးမျက်မုံကိုဆွဲထားတယ်မွေးမွေးလေးကဆက်စုနေပုံပဲသူဟာဖိုးဝလုံးဆွဲနေတဲ့ပုံကိုငုံကြည့်နေတယ်သူ့ရဲ့လက်မှာစင်ရုပ်ပုံဆွဲထားတဲ့စာရွက်ကိုမြင်ရတယ်မတ်တက်လေးရက်နေတဲ့ဘီဘီကလည်းပုံဆွဲထားပါတယ်တစ်ကလအုပ်ပုံလို့တော့ထင်ရတာပဲဖိုးဝလုံးကပြောဘူးတယ်လေပကြီးဆရာကြီးဖြစ်ခြင်းနဲ့လို့စာမျက်နှာနံပါတ်30မှာ အတူတူဝင်မြစားရတာလေကြိုက်တယ်မင်းတို့ရောကြိုက်လား မြင်ကွင်းထဲမှာတော့အစိမ်းရောင်စပွဲကင်းနဲ့စပွဲဘူးလေးတစ်လုံးပေါ်မှာ၄ပိုင်းစိမ့်ဖို့ယာထားပြီး၃ပိုင်းကျန်နေတဲ့ကိတ်မုတ်တစ်လုံးရှိပါတယ်စပွဲရဲ့အနောက်မှာမွေးမွေးကရက်နေတယ်သူ့ရဲ့ညာဘက်မှာကတော့ဘီဘီသူကမွေးမွေးကိုတခုခုလှမ်းပေးနေတယ်လက်ဆောင်ထင်ပါရဲ့ကြည့်ရတာမွေးမွေးရဲ့မွေးနေများလားပဲမွေးမွေးရဲ့ဘယ်ဘက်မှာဖိုးဝလုံးမှာသူကသူ့ဘယ်ဘက်ဘေးမှာရှိတဲ့ဖိုးကန်ကောင်းကိုကြည့်ပြီးလက်တစ်ဖက်နဲ့ဖတ်ထားပုံပဲဂျိုင်းတောင်းနဲ့ဖိုးကန်ကောင်းရဲ့လက်ထဲမှာတော့ကိတ်မုတ်တစ်စိတ်ထည့်ထားတဲ့ပကံတစ်ချက်ရှိနေလေရဲ့၄ယောက်၄စိတ်အတူတူမျှဝေစားကြမယ်ပေါ့နော်စာမျက်နှာ7မှာ တငယ်ချင်းတည်းရတာကိုကြိုက်တယ်မင်းတို့ရောကြိုက်လား မွေးမွေးဘီဘီဖိုးဝလုံးနဲ့ဖိုးကန်ကောင်းတို့ရှေ့မှာကောင်မလေးတစ်ယောက်ရက်နေတယ်သူမကိုကြောဘက်ကပဲမြင်ရတယ်ကြက်တောင်စီလေးနှစ်ဖက်နဲ့ခေါင်းအပြာလေးကိုဝစ်လို့သူတို့၄ယောက်ကတငယ်ချင်းအစ်စ်ကိုကြိုးဆိုနေကြတာများလားဖိုးကန်ကောင်းပြောဘူးတာကတခြားသူတွေနဲ့တငယ်ချင်းဖွဲ့ရတာကြိုက်တယ်ဆိုပဲအခုစာအုပ်လေးရဲ့နောက်ဆုံးစာမျက်နှာမှာတော့ တို့တွေအားလုံးမှာတူညီတာတွေရှိကြသလိုတူညီတာတွေလည်းအများကြီးရှိကြပါတယ် မျက်နှာဖုံးမှာမြင်ခဲ့ရတဲ့သူတို့၄ယောက်ရဲ့ပုံလေးပါသူတို့တွေကလူမျိုးဘာသာအကြိုက်ဝါသနာတွေတယောက်နဲ့တယောက်မတူကြပါဘူးသူတို့မှာတူညီတာတစ်ခုကတော့အားလုံးဟာမြန်မာပြည်မှာမွေးဖွားနေထိုင်ကြတာပါပဲအားနည်းသူကိုဖေးကူတယ်အတူတူမျှဝေစားတော့အတူတူကစားကြတယ်ကြောက်စရာတွေ့ရင်လည်းတကူကောင်းမဆန်ပဲအတူတူရင်ဆိုင်ကြတယ်ဒါတွေဟာမတူညီတာတွေတဲကတူညီတာလေးတွေပဲမဟုတ်ပါလားမတူညီပေမဲ့တူညီတာတွေတို့မှာအများကြီးပါ